ရှေးဥစွာဘုရားသခင်ကျေးဇူးတော်ကိုထိုးပင်ချီးမွမ်းပါတယ်ဒီကနေ့မှာကျမဒီဗီဒီယိုမှာတော့ကျမတို့ခရိယန်တရားဟောဆရာမတွေရဲ့ဗီဒီယိုတွေရဲ့အောက်မှာပေါ့နော်ဒါမှမဟုတ်လို့ရှင်လေဘုရားနဲ့ပတ်သက်ပြီးသက်သေခံတာပဲဖြစ်ဖြစ်အခုကျမလိုမျိုးပေါ့နော်ဘုရားရဲ့ဒီနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့မှကျမဒီဘဝမှာခံယူခဲ့တဲ့အရာတွေပြန်လည်မျှဝေပေးတယ်ဒါမျိုးဗီဒီယိုတွေရဲ့အောက်မှာဘုရားကိုနော်စော်ကားပြီးတော့မှကိုအထင်မြင်နဲ့ရေးသားနေတဲ့ comment ရေးနေတဲ့သူတွေကိုဒီကနေ့မှာဘယ်လိုပြန်ပြီးတော့မှခြေပလှုပ်ဆောင်တဲ့တယ်လဲဆိုတာကိုကျမဒီကနေ့ခံယူထားတဲ့အရာနဲ့ပြောပြပေးချင်တာဖြစ်ပါတယ်ကျမတို့တွေကဟိုအရင်ကျမဒီလိုဗီဒီယိုတွေမလုပ်ခင်ဟိုအရင်ကတည်းကပေါ့နော်ဒီဆရာမတွေဒီဗီဒီယိုတွေအောက်မှာရေးထားတာလေပြန်ပြီးတော့ဖြည့်ရှင်းရေးတဲ့သူတွေလည်းရှိပါတယ်တချို့တော့ဒီတိုင်းပဲဖတ်သွားလည်းရှိတယ်ဖခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ခွင့်လွတ်လိုက်တယ်ဆိုပေမဲ့လေဒီကနေ့မှာကျမလုံးဝဆုံးဖြတ်ချက်ချထားတာတခုကဖခင်နဲ့ပတ်သက်ပြီးတော့မှဥပမာပြပြမယ်ဟာနင်တို့ဖခင်ကလောကတိုင်းမှာနင်တို့ဖခင်ကအသေးဆုံးနဲ့တည်တယ်ဆိုပြီးတော့ရေးထားရှိတယ်နော်ဒီလိုဖခင်နဲ့ပတ်သက်ပြီးပြောလိုက်ပြီးဆိုအဲ့လိုမျိုးတွေကိုရေးတာရှိတယ်အဲ့ဒါကိုပြန်ဖြည့်ရှင်းပေးပါလေဖခင်ကတော့လောကတိုင်းမှာတည်ခံတယ်လူသားတွေအားလုံးဒီလောက်ပြောပြီးသွားတယ်ဒါပေမဲ့အဲ့ဒီရေးလိုက်တဲ့သူကဒီလိုစကလုံးရင်းရင်မာကြီးတွေကိုဘာကြောင့်သုံးပြီးရေးတာလဲဘာကြောင့်သုံးတာလဲဆိုတော့ तू ပြောတဲ့စကားလုံး तू ရေးထားတဲ့စကားလုံးကို तू နားလေတဲ့ဒီ तू ဘာကြောင့်သုံးတာလဲဘာကြောင့်ဒီလိုရေးတာလဲဆိုတာကိုကျမတို့ဖြည့်ရှင်းချက်ထုတ်တဲ့အထိကျမတို့ကပြန်ပြီးတော့မှအဲ့ဒီရေးနေတဲ့သူတွေကိုဒီကနေ့ကျမတို့အဆုံးထိလိုက်ပြီးတော့မှဒါအဖြေရတဲ့အထိလုံးတင်တယ်လို့ကျမကတော့မြင်ပါတယ်ဥပမာကျမပြောပြမယ်နော်ကျမရဲ့ဗီဒီယိုပထမဆုံးဗီဒီယိုမှာကျမကအဲ့ဒီဗီဒီယိုကအဲ့ဒီအပိုင်းတွေက TikTok မှာဒီဆရာတယောက်ပြောတာနဲ့ပတ်သက်ပြီးတော့မှကျမကလည်းအတိအကျပြောတာမဟုတ်ဘူးနားလေအောင်ဖြည့်ရှင်းပေးတာပြောပြတာပဲရှိသေးတယ်နော်အဲ့ဒီမှာလာရေးတယ်ဟုတ်ပြီသူရေးတာဆိုရင်ကျမတို့တွေအကုန်လုံးကပေါ့သူတို့ဘာသာရဲ့စကားလုံးတွေခိုးယူပါတယ်ဆိုအမှရေးထားကျမအဲ့ comment တွေမဖြတ်သေးဘူးနော်သူဖက်ကပြန်ပြောလာတာမရှိသေးလို့ကျမစောင့်ဥပမာဆိုကျမအဲ့ဒီ comment ကိုမြင်တဲ့အချိန်မှာဟုတ်ပြီဖျားချစ်ချင်းမြတ်တာနဲ့ကျမကြော်လိုက်မယ်အော်သူမသိလို့ပြောတာပဲဆိုပြီးတော့နော်အဲ့လိုလေးပြီးရင်ပြီးသွားမှာပေါ့ဒါမှမဟုတ်လေကျမမြင်ဘူးပါတချို့ဆရာတွေမှာဆိုလို့ရှိရင်တချို့ channel တွေမှာဆိုလဲပြန်ဖြေတာပေါ့နော်တင်ဖျားချစ်တယ်တင်နားလေတဲ့အရာမဟုတ်ဘူးဆိုကြောင်းနည်းနည်းပပပေါ့ရေးပြီးတော့ပြီးသွားတယ်နောက်ထပ်ဘာမှထပ်ရေးတာမရှိတော့ကျမကဒီနေ့မှာကျမကတော့ဆုံးထီကိုကျမဖြည့်ရှင်းမှာဖြစ်တယ်ကျမရေးထားတယ်ကျမကကောင်းမွန်နဲ့တော့ပြီးသွားပါစေတော့ဆိုပြီးတော့ထားမှာတော့မဟုတ်ဒီကနေ့မှာဖယားရှင်ချစ်ချင်းမြတ်တာနဲ့အသက်ရှင်နေတယ်ဖယားရဲ့ကျမအပေါ်မှာစကားပြောတဲ့အရာတွေเนาะဖယားနဲ့ကျမအသက်ရှင်နေဖြစ်တဲ့အတွက်ကြောင့်ကျမစိတ်ကိုလုံးဝစိတ်ရှည်တီးခံပြီးတော့မှနေနေတာဖြစ်တယ်ပေါ့နော်ကျမဘဝမှာဘယ်အရာမဆိုအဆုံးထိကျမဖြည့်ရှင်းလေရှိတယ်အခုကျမလုံးဝဆုံးဖြတ်ချက်ချထားတာကဖျားနဲ့ပတ်သက်လာရင်ဖျားနဲ့ပတ်သက်ပြီးစော်ကားလာရင်ဘယ်ရာမဆိုအဆုံးထိရေဆုံးမြေဆုံးတော့ဖြည့်ရှင်းပေးရမယ်ဘယ်စကားမှလက်လွတ်ဆိုပဲပြောခွင့်မပြုဘူးလို့ကျမကတော့ဆုံးဖြတ်ချက်ချထားရပါတော့ကျမ personal နဲ့ပတ်သက်ပြီးတော့မှကျမရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှပြောချင်တာပြောဘလို့ပဲပြောအဲ့အတွက်ကျမကဖြည့်ရှင်းမှာမဟုတ်ဘူးနော်ဒီလိုပဲကျမကြော်လိုက်မယ်ကျမဘယ်တစ်ခုမှမဖြည့်ရှင်းဒါပေမဲ့ဖျားနဲ့ပတ်သက်လာပြီးပြောတဲ့စကားလုံးတိုင်းကိုပြောတဲ့သူတာဝန်ယူရမယ်ကျမသူ့ကိုမေးတယ်ဘယ်စကားလုံးကခုံးရတယ်လို့ပြောတဲ့အခါကျတော့သူပြောချင်တာဒီတော့ကိုခိုးတာပဲဒီလိုပဲပြောတယ်စကားလုံးတစ်လုံးကိုဒီလိုပြောလို့မရကျမမေးတယ်ပဲကျမဗီဒီယိုမှာဘယ်စကားလုံးတစ်လုံးကခိုးယူခဲ့တယ်လဲထောက်ပြပါလို့ကျမပြောထားမထောက်ပြပဲနဲ့ဒီလိုပဲပြောနေကျမလွယ်လေးနဲ့ကြော်သွားမှာတော့မဟုတ်ဘူးသူများလို့ကောင်းမွန်ဖြေပြီးကြော်သွားမှာဘာကြောင့်ဒါဖျားနဲ့ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူပြောတဲ့စကားလုံးသူတာဝန်ယူရမယ်ထောက်ပြရမယ်ထောက်ပြနိုင်ရမယ်ကျမတို့တွေဒီလိုမျိုးပေါ့နော်ဖျားနဲ့ပတ်သက်ပြီးခုဆိုပြင်းပြင်းထန်ထန်ကျမတို့လေပြန်ပြီးတော့မှဒီလိုရေးသားနေတဲ့သူတွေကိုပြန်ဖြည့်ရှင်းဖို့လိုနေပြီလို့ကျမပြောပြချင်တယ်လွယ်လေးနဲ့ပြီးသွားတဲ့အရာတွေကဖျားနာမှာအရန်ရှုံချစရာဖြစ်တယ်
လွယ်လေးနဲ့ပြောလို့ရတယ်လို့ထင်နေတယ်ဟုတ်ပြီဒါကတော့ကျမတို့ခရိယန်ဒီနော်ညီကိုမောင်နှမတွေအနေနဲ့ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ channel မှာပဲဖြစ်တခြားဆရာတွေမှာပြောထားတာပဲဖြစ်ကျမတို့ဒီချစ်ချင်းမြတ်တာနဲ့ခွင့်လွတ်ပြီးတော့မှပြောလိုက်တယ်ဆိုပေမဲ့အဲ့ဒီရေးတဲ့စကားလုံးရေးတဲ့သူကိုတာဝန်ယူခိုင်းဖို့လိုနေပြီဖះနဲ့ပတ်သက်ရင်မသိရင်လည်းမရေးနဲ့ပေါ့နားမလည်လည်းမရေးနဲ့နောက်တစ်ချက်ကဘာသာရေးမှာသူ့အကြောင်းကို့အကြောင်းပြောလို့မရဘူးလေကိုအရန်ဒီဖះနဲ့ဒီလိုမျိုးပတ်သက်ပြီးတော့မှအကြောင်းအရာတွေပြောချင်တယ်ဆိုလို့ရှိရင် comment တွေမှာမရေးဘဲနဲ့ကိုတိနားလေတယ်လို့မျိုးဗီဒီယိုရိုက်ပြီးတော့မှပြောလိုက်သူများရဲ့ဗီဒီယိုအောက်မှာဒီလိုမျိုးတွေလိုက်ပြီးတော့မှဖះနဲ့ပတ်သက်ပြီးရှုံချရေးတဲ့အရာတွေကမိမိကတကယ်နားလေပြီးတော့ရေးတာလားဒါမှမဟုတ်လို့ရှိရင်လေကိုစိတ်အထင်နဲ့ထင်ရမြင်ရတွေရေးတာလားကျမတို့ဒီလိုမျိုးဘောင်တစ်ခုမဲ့ပြီးတော့မှရေးလို့ရသလားဒါတွေကိုတော့ကျမဟိုအရင် channel မလုပ်ခင်ကတည်းကကျမတွေးထားပြီးသားပါကျမ channel ဒီခုစတင်ဒီလိုမျိုးဖျားအတွက်လှုပ်ဆောင်တဲ့ချိန်ကစပြီးတော့မှဖျားနဲ့ပတ်သက်ပြီးတော့မှရေးသားလာတဲ့အရာတွေမှန်သမျှကိုကျမဖြည့်ရှင်းသွားမယ်လို့ကျမဆုံးဖြတ်ချက်ချထားတယ်တကယ်လေကျမဖြည့်ရှင်းသွားမှာပါဖြည့်ရှင်းနိုင်တဲ့လူတစ်ယောက်လည်းဖြစ်အောင်ကျမလုပ်မှာပါဖះနဲ့ပတ်သက်ပြီးတော့မှဒီလိုမျိုးပေါ့နော်မသိရင်လည်းမပြောနဲ့သိရင်လည်းမပြောနဲ့ကိုယ်တိုင်တကယ်ကိုပြောချင်တယ်ဆိုဗီဒီယိုတစ်ပုတ်ဖန်တီးပြီးတော့ပြောပါအဲ့လို comment တွေအောက်မှာဒီလိုမျိုးပေါ့နော်ဗီဒီယိုတွေအောက်မှာလိုက်ပြီးတော့မှရေးသားနေခြင်းကဘောင်တစ်ခုကြော်တယ်လို့ကျမကတော့မြင်ပါတယ်ဒါဟုတ်ပြီဒါကတော့ကျမတို့ခရိယန်ကြီးကိုမောင်နှမတွေကနော်အခုကျမလုတ်တင်တယ်လို့ထင်တဲ့အရာကိုကျမပြောပြခြင်းဖြစ်ပါတယ်ဟုတ်ပြီအခုရေးသားနေတဲ့သူတွေကိုလည်းကျမပြောပြခြင်းတယ်ဘာသာရေးဆိုတဲ့အကြောင်းအရာကအရင်အမြင့်မြတ်ဆုံးသောအရာဖြစ်တဲ့အတွက်ကြောင့်သင်ခံယူထားတဲ့အရာလည်းရှိတယ်လို့ကျမတို့ဘာသာရေးကိုခံယူထားတဲ့အရာတွေရှိတယ်အဲ့အတွက်ကြောင့်မလို့ဘာသာရေးနဲ့ပတ်သက်လို့ရှိရင်တခြားစီးပွားရေးလူမှုရေးအကြောင်းအရာတွေတာရေးနာရေးနဲ့မတူပါဘူးပြီးတော့ celebrity တွေရဲ့ဒီလိုမျိုးပေါ့နော်သူတို့ရဲ့ကောလာဟာလအကြောင်းအရာတွေအဲ့ဒါတွေနဲ့လည်းမတူပါဘူးနော်ဒီအားကစားတွေနော်ဒီလိုမျိုးရုပ်ရှင်တွေဒါတွေနဲ့လည်းသင်ပြောနေတယ်လို့လည်းမတူပါဘူးသင်မင်းသားမင်းသမီးတယောက်ကိုသူတို့ရဲ့အကြောင်းကိုသင်ပြောချင်တယ်လို့ပြောပြီးတော့မှမှန်မှားပြောလို့ရပေမဲ့ဘာသာရေးနဲ့ပတ်သက်လို့ရှိရင်အဲ့လိုမျိုးလုံးဝရေးသားပြီးတော့ပြောဆိုခြင်းကအင်မတန်အန္တရာယ်များတယ်လို့ကျွန်မပြောပြချင်တယ်။ဘာလို့လဲဆိုလို့ရှိရင်ဘာသာရေးအထီးကျုံဆိုတာမျိုးလဲကျွန်တော်တို့ဖြစ်နိုင်တယ်။ဒါကြောင့်မို့လို့သင်တို့ရေးလိုက်တဲ့ဒီစကားလုံးပေါ်မှာအဲ့ဒီဘာသာတယောက်ကဘာသာအဖွဲ့အစည်းကပြန်ဖြည့်ရှင်းချက်ထုတ်လာကြပြီဆိုရင်တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်းမကောင်းပါဘူး။ဒါကြောင့်မို့လို့သင်နဲ့မဆိုင်အဲ့ဒီဗီဒီယိုကြည့်ကိုမကြည့်ပါနဲ့။ခရိယန်အကြောင်းကိုပြောနေချင်မှသင်ခရိယန်မဟုတ်ရင်သင်ကြော်သွားလိုက်သင်နဲ့မဆိုင်ဘူးလေ။သင်နဲ့ဆိုင်တာသင်တို့ရဲ့ဘာသာနဲ့ပတ်သက်တဲ့သင်တို့ရဲ့တရားနဲ့ပတ်သက်ပြီးသွားနားထောင်လိုက်။ဒါပေမဲ့သင်ကတကယ်သိချင်တယ်သိစိတ်ထဲမှာသူများတော့မပြောဘူးစိတ်ထဲမှာလေးလာခြင်းနေတယ်သိချင်နေတယ်အဲ့လိုစိတ်မျိုးရှင်တော့သင်နားထောင်လိုက်ငါတော့ဘလို့ထောက်ပြမယ်ငါတော့ဘလို့ပြန်ပြောမယ်အဲ့လိုစိတ်မျိုးရှိသင်နဲ့လုံးဝမဆိုင်ဘူးလေသင်ကြော်သွားသင်တို့နဲ့ဆိုင်တဲ့ဘာသာကြီးမှာသင်အချိန်ယူပြီးတော့အချိန်ကုန်ခံပြီးတော့အဲ့မှာပဲသွားနားထောင်လိုက်ဒီလိုဗီဒီယိုတွေမှာသင်ဝင်မကြည့်နဲ့သင်နဲ့မဆိုင်ဘူးအကျိုးမရှိဘူးအဲ့ဒါကြောင့်မလို့ဒီလိုမျိုး comment တွေရေးနေတဲ့အရာတွေပြောနေတဲ့အရာတွေကသင်ကိုဘာမှထိခိုက်မှုမရှိဘူးလေသင်ကိုဘာမှထိခိုက်မှုမရှိဘူးဆိုရင်သင်ဝင်ကိုမရေးနဲ့သင်ကိုတီးတန့်ကြီးတက်တက်ကြီးလာပြီးတော့မှလာထိခိုက်နေတယ်အခုပြောတဲ့ဗီဒီယိုကသင်ကိုတက်တက်ကြီးထိခိုက်နေတယ်ဆိုရင်တော့သင်ပြောပါဒါဆိုရင် personal ရဒီလူပုဂ္ဂိုလ်သင်ပြောလို့ရတယ်အဲ့လိုမျိုးရေးသားနေခြင်းကဒီ comment တကြောင်ရေးလိုက်တာပဲဆိုပြီးပြီးမသွားအောင်နော်
ရေးခွင့်ပေးထားတယ်ရေးခွင့်ပေးနေတယ်ကျမအဲ့ဒီရေးခွင့်ပေးထားဘာသာရေးနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးဒီခုနပြောလို့ယေရှုကသေစိုးနဲ့သေသွားတယ်လို့နော်နာယေရှုကရေထဲမှာရှိတယ်လို့ဒါမျိုးတွေဟိုပြောတဲ့စကားလုံးတွေကဟိုတင်ဘလို့တာဝန်ယူပြီးတော့တင်ဘလို့မျိုးစိတ်နဲ့ဘလို့မျိုးတင့်ကိုယ်တင်ယုံကြည်မှုအပြည့်နဲ့ဒါမျိုးတွေဝင်ရေးရတာလေဆိုတာကျမသိချင်တယ်နော်ဒါကြောင့်မလို့ဒီကနေ့ဗီဒီယိုမှာကျမကကျမခံယူထားတဲ့အရာနဲ့ကျမလှုပ်ဆောင်သွားမယ့်အရာပြပေးချင်တာကလူပုဂ္ဂိုလ်တယောက်အနေနဲ့ပြောတဲ့အရာဆိုလို့ရှင်ဘယ်ရမဆိုဘယ်တော့မှဖြည့်ရှင်းမှာမဟုတ်ပေမဲ့ဖះနဲ့ပတ်သက်လာလို့ရှိရင်နော်တခြား comment တွေမှာကျမမြင်ခဲ့ရင်တော့၎င်းပေါ့နော်တို့မဟုတ်လို့ရှင်ကျမရဲ့ဗီဒီယိုမှာဒီလိုပြောနေတဲ့အရာတွေကိုကျမကအဆုံးထိဖြည့်ရှင်းသွားမယ်ဆိုတဲ့အကြောင်းတော့ကျမပထမဆုံးပြချင်တယ်နော်ကျမအဲ့ဒီလိုမျိုးဖះကိုထိခိုက်မှုတွေနော်ထိခိုက်မခံနိုင်ဘူးပေါ့နော်ဒါကြောင့်ကျမ comment ပိတ်ထားတယ်ပထမဆုံးဗီဒီယိုမှာတော့ comment ဖွင့်ထားတယ်သူဘလို့ပြန်ရေးလာမလဲဘလို့ပြန်ဖြည့်ရှင်းလာမလဲဆိုတာကိုကျမစောင့်နေပါတယ်ပြန်မပြောသေးပါဘူးနော်ဒီမှာကြည့်ပါဒါကြောင့်မလို့ဖះရှင်နဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေးမှအထိခိုက်တိန်ဆောင်လုံးဝကျမခံမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျမရဲ့ဘဝတစ်ခုလုံးကိုဖះရှင်ကပြန်ပြီးတော့မှဖះသခင်ရဲ့အချိန်ယူခြင်းကနေဘဝတစ်ခုလုံးပြောင်းလဲခဲ့တာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေဒီခံစားချက်ကိုသဘောပေါက်မလားမသိဘူးပေါ့နော်အရန်ကာကွယ်ပေးချင်တယ်လေနော်ကိုကဲတင်ပေးခဲ့တဲ့သူဆိုအရန်ကာကွယ်ပေးချင်တယ်လေနော်သူ့ရဲ့မကောင်းကြောင်ပြောရတာမကြိုက်ဘူးအဲ့လိုလိုမျိုးတင်ကြုံဘူးမှာပါအဲ့တော့ကျမကတော့အဲ့လိုပဲဖះရှင်ကိုကျမကာကွယ်သွားမယ်နော်ဖះနဲ့ပတ်သက်လာပြီးတော့ယုံကြည်ရင်ယုံကြည်မယုံကြည်လဲမယုံကြည်ဘူးဆိုရင်ရတယ်ဒါပေမဲ့နင်းနာငါပြောလိုက်မယ်ဆိုတဲ့အဲ့လို comment ရေးနေတဲ့သူတွေကိုတော့ကျမက action တစ်ခုတော့ယူသင့်ပြီလို့ကျမကမြင်ပါတယ်နော်အဲ့လိုယူနိုင်တဲ့ယူလို့ရတဲ့နော်အခြေအနေတစ်ခုဖြစ်လာအောင်လေကျမဒီကနေ့မှာဖះရှင်နဲ့အတူကျမအခုအချိန်ပေးပြီးစတင်ပြီးတော့ဒီအကြောင်းအရာကိုလေစတင်ဆူတောင်းစပြုနေပြီဖြစ်တယ်နော်အဲ့တော့မနေ့ကနေစပြီးတော့မှကျမဒါသိရတာပေါ့နော်အဲ့တော့မနေ့တုန်းကမှကျမအဲ့ဒီ comment တွေကိုမြင်တယ်အဲ့တော့ကျမလုံမယ်ဆိုတဲ့အရာကွက်တီဖြစ်သွားတာတကယ်နဲ့ကျမပြောပြချင်နေတယ်ပြောပြချင်နေ channel လောက်ရတဲ့ရွယ်ချက်ကလည်းအဲ့အကြောင်းအရာတွေကိုပြောချင်လို့ပြောချင်တဲ့အချိန်မှာဒီ comment တွေ့တာနေကွက်တီဖြစ်သွားတယ်ပေါ့နော်ကွက်တီဖြစ်သွားတယ်ဒါကြောင့်မလို့ဒီကနေ့မှာပြောပြတာဖြစ်တယ်ဒါကြောင့်မလို့ဖះနဲ့ပတ်သက်လာလို့ရှိရင်ဒီလိုမျိုးပေါ့နော်နင်းနာပြောဆိုတဲ့အရာတွေကိုဘလိုမျိုးaction ယူလို့ရတယ်လေလှုပ်ဆောင်လို့ရတယ်လေဘောင်းဝင်လာအောင်ဘလို့လှုပ်လို့ရတယ်လေဆိုတာကျမလည်းစတင်ပြီးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဖះကိုဉာဏ်ပညာတောင်းခံနေတယ်နော်ဘလို့မျိုးလှုပ်သွားလို့ရတယ်လေဖះရှင်ရောဘလို့မျိုးကျမကိုလှုပ်စေချင်တယ်လေဆိုတာကိုမနေ့ကဗီဒီယိုမှာဖះကျမဘာပဲလို့ဖះရှိဉာဏ်ပညာတောင်းပြီးတော့ဖះပေးတဲ့ဉာဏ်ပညာနဲ့ကျမဘာမဆိုလှုပ်ဆောင်နေတယ်လို့ပြောပြခဲ့တယ်လို့ဒီနေ့ကျမလှုပ်ချင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဖះရှိဉာဏ်ပညာတောင်းခံနေတယ်ဖះဘလို့လှုပ်စေချင်တယ်လဲမပြောနဲ့ခွန့်လွတ်လိုက်ပါဆိုရင်လေကျမဒီတိုင်းပဲမပြောတော့ဘူးပေါ့နော်ဒါပေမဲ့ဖះစီကဘလို့အဖြေလာမလဲဆိုတာကိုတော့ကျမပြန်ပြီးတော့မှဗီဒီယိုနဲ့တော့ပြန်တင်ပေးမယ်ဒါပေမဲ့ဒီကနေ့ကျမဒီလိုပြောဆိုနေတဲ့လူတွေအကုန်လုံးကိုပြန်လေခြေပပြောဆိုသွားမယ်နားလေတီအထိပြောဆိုသွားမယ်တာဝန်ယူခိုင်းမယ်နော်ကျမရဲ့ comment မှာအခုရေးထားတဲ့သူကပြန်မရေးလာသေးဘူးကျမစောင့်နေတယ်ဘလို့ပြန်ရေးလာမလဲဆိုတာနော်ကျမသူများလိုကြော်သွားမယ်ထဲမှာမပါဘူးကျမရဲ့စိတ်ရွယ်ချက်ကိုဒီလိုပြင်းထန်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ပထမဦးဆုံးဒီလိုလာရေးသွားတဲ့သူကျမသူ့ကိုခုချိန်မှာ target နော်ဥတီချက်ထားနေပါတယ်
ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာမိတ်ဆွေတို့ကိုကျမရဲ့ခံယူချက်ကိုပြပြပေးချင်တာဖြစ်တယ်။တော့ဖះနဲ့ပတ်သက်လာလုံးဝရဲရဲရင့်ရင့်နဲ့ကျမခိုင်မာရက်တည်သွားမယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုနဲ့ကျမမျှဝေပေးချင်တာဖြစ်ပါတယ်။အဲ့တော့ဖះရှင်ကျမကိုဉာဏ်ပညာပေးတဲ့အခါမှာဆက်ပြီးဗီဒီယိုပြန်လည်ပြီးလှုပ်ဆောင်ပေးပါမယ်။အဲ့တော့နောက်ထပ်ဗီဒီယိုမှာတော့ကျမတို့တွေဖះရဲ့ဒီနှုတ်ကပတ်အထဲမှာကျမတို့ဂတိပေးထားတဲ့ကြမ်းချက်တွေပေါ့နော်ကြမ်းချက်နဲ့ပတ်သက်ပြီးတော့မှကျမ channel ရှိပါတယ်အဲ့ဒါကိုနောက်ထပ်ဗီဒီယိုမှာပြန်လည်မိတ်ဆက်ပေးပါမယ်အဲ့တော့ကြမ်းချက်တွေနဲ့ကျမတို့ရဲ့ဘဝမှာဘာမဆိုတတိရှိလှုပ်ဆောင်သွားနိုင်မှာဖြစ်တဲ့ကြမ်းချက်တွေဒါပိုင်ဆိုင်ထားလို့ရှိရင်လုံးဝစိတ်ကြစရာအကြောင်းမရှိဘူးဒါကြောင့်အဲ့ကြမ်းချက်တွေကိုကျမ channel ကိုနောက်ထပ်ဗီဒီယိုမှာပြန်လည်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ရောက်စတဲ့မဖျားရှင်ကောင်းချီးပေးပါစေ